မင်္ဂလာပါတရန်ပုံပြောင်းလေးတွေရှိမယ်တရန်ပုံဟောင်းလေးတွေရှိမယ်เนาะလိုအပ်တဲ့ customer လေးတွေပစ္စည်းကောင်းတယ်ပေါ့เนาะ Sporter 125လေးပစ္စည်းလဲကောင်းတယ်နာမည်လည်းရှိပြီးသားဈေးနှုန်းလေးလည်း38 39ဝန်းကျင်လေးနဲ့မရောင်းချပေးမယ်ပုံပြောင်းလေးတွေကတော့မင်းတို့ပစ္စည်းအနှဲငယ်ပဲကြံမယ်เนาะဟိုကတော့မင်းတို့ပစ္စည်းလေးတွေကနည်းနည်းပဲကြံမှာတော့တယ်ရှင့်ပုံပြောင်းမှစီးချင်တဲ့ customer တွေဈေးချိန်ချင်းငွေချိန်ချင်းတဲ့ customer လေးတွေမင်းဈေးနှုန်းတစ်ခါတည်းထည့်ပြောပေးလိုက်ပါတယ်เนาะပုံပြောင်းလေးကတော့39ဝန်းကျင်ဖြစ်ပါမယ်เนาะပုံဟောင်းစတစ်ကာလေးကတော့မင်းတို့38ဝန်းကျင်ဖြစ်ပါမယ်เนาะကဲအမြန်လေးလာရောက်ဝယ်ယူအားပေးနိုင်ပါပြီเนาะပစ္စည်းလေးတွေကတော့မင်းတို့အနှဲငယ်ပဲကြံပါတော့မယ်เนาะအခုကဒီကာလာကတော့မင်းတို့ပစ္စည်းပြတ်တဲ့ຢာဒီလေးရောက်ပြီမို့လို့ပစ္စည်းမပြတ်ခင်မင်းတို့ဒီတရုတ်ငွေဈေးလေးလည်းနည်းနည်းလေးပြန်တက်နေရပေါ့เนาะမတက်ခင်ဈေးနှုန်းလေးမတက်သေးခင်ငွေဈေးကတော့တက်နေပြီမင်းတို့တော့မတက်ထားပေးသေးဘူးပေါ့နော်မြန်မာငွေဈေးလေးမတက်ထားပေးသေးဘူးเนาะတရုတ်ငွေဈေးကတော့နေ့ရက်တိုင်းကိုပြောင်းလဲနေရဖြစ်ပါတယ်တရုတ်ငွေဈေးပြောင်းရင်ဆိုင်ငယ်ဈေးနှုန်းလေးလည်းပြောင်းတက်တာမို့လို့မင်းတို့ဈေးနှုန်းလေးမပြောင်းခင်မှာအမြန်လေးတွတ်တွတ်လေးလာဝယ်ထားဖို့မင်းကဖိတ်ခေါ်ချင်ပါတယ်เนาะမင်းတို့ဆိုင်လိပ်စာတွေကတော့85စကိုင်းမန္တလေးလမ်းစန္ဒမုနိဖျားပေးမှာပဲဖြစ်ပါရဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်